Sanan the session Kunyo Sana, Apayena, the session Kunyo Sana, Apayena, Nadi, Jim Yao Yajega, Chaurapiago Koy, Chaurapiadi, Je Wundo Ayateto Twino Mui, Nadi, Jim Yao Yajega, Chaurapiago Koy, Chaurapiadi, Je Wundo Ayateto Twino Mui. Atore nuka pato api yau sidan piashin kamji bebase aku tomorrow ko nuka pato taije ne mamo ne du tension punya me tension lo wini no bo tomorrow le ko tv chu ko ja ya ya bo le jisu tin ma le takha ma di lo myo phani no ma pyaw mu bo no pyaw mu de aya de ga do ho dai yin na ma so yin le myo tami ma pyaw mu le TBC မှာဆိုလို့ရှိရင်လည်းအမျိုးသမီးမှာပြောဘူးလေပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်မဒီတစ်ပတ်တာလုံးမှာနှုတ်ကပတ်တော်ကိုပြင်ဆင်မယ်ပေါ့နော်။ပြင်ဆင်လိုက်တိုင်းမှာပေါ့နော်။ဘုရားကိုကျွန်မပြောတယ်။ဘုရားသခင်သမီးဘာပြောရမလဲ။သမီးဘာမှမတတ်ဘူး။သမီးကဒါစားပလာလေပေါ့နော်။ဘုရားကိုပဲတောင်းပြချင်တယ်ကိုတော့ပြောရမယ့်စကားတွေကိုသမီးကိုဖွင့်ပြပါကိုတော့ပြောချခြင်းတွေပဲဖြစ်စေပါအဲ့ဒီလိုပေါ့နော်ဒီမှာဆုတောင်းပြီးတော့အဲ့ဒီလိုနှုတ်ကပတ်တော်ဘာပြောရမလဲဆိုတဲ့အရာတွေကိုဆင်ခြင်နေတဲ့အချိန်မှာပေါ့နော်ဘုရားသခင်ကဒီမှာကိုထိုင်နေတဲ့အခါမှာပေါ့နော်ဘုရားစကားပြောတာကိုလည်းဒီမှာတစ်ခါမှမခံစားဘူးလို့နော်ဒါပေမဲ့ဘုရားကပြောတယ်你也在干嘛？别人搞也找你，人家去洗碗的。你我在这土家的家里呢，人家去洗碗的。你天上你比较嘞，天里比，在这看比较的些呢，别的看见技术了不？听人家把那个说的家里我呢，别个评价的看嘛我呢，怎么呢？ဒီကြားနေကိုနော်ခဏပြောတဲ့အခါမှာနားထောင်ရတဲ့လူတွေပဲအသက်တာမှာနေပေါ့နော်ဒီဆောက်စီတာရှိတာမရှိတာလည်းကျွန်မမသိဘူးပေါ့နော်ကျွန်မဒီကြားဘိုင်းလို့ပေါ့နော်ကျွန်မရဲ့အသက်တာမှာနေ့တိုင်းလို့ဒီနေ့ထိတိုင်းတွေ့ကြုံနေရစီနေပြီပေါ့နော်ဘယ်လိုပြောရလဲဆိုတော့ပြီးခဲ့တဲ့တပတ်တနည်းလာနေနေပြီးဒီမှာပြတ်ခိုးပြီးတော့ပြန်လာတော့ဆရာပြောတယ်နောက်တစ်ပတ်မှာနောက်ကပတ်တော်နဲ့ခေါ်ပြရမယ်ပေါ့နော်အဲ့ဒီလိုပြောတဲ့အခါမှာတညလုံးဒီမှာအိမ်ရထဲမှာဆုတောင်းတယ်ဖတ်ခင်ဘာပြောရမလဲသမီးကိုဖွင့်ပြပါသမီးမပြောတတ်ဘူးသမီးကစာလည်းမတတ်ဘူးဘယ်ကြောင်းကိုပြောလို့ဘယ်ကြောင်းကိုပြောရမလဲဒီလိုမျိုးစကားပြောနေတယ်ပေါ့နော်ပြောနေတဲ့အခါမှာဘုရားအစလုံးကြီးလို့လည်းအတူပေါ့နော်ဘုရားသခင်ကဒီအကြောင်းအရာလေးတွေကိုပဲပြန်လည်ပြီးတော့ဝင်နှခိုင်းတာဖြစ်တယ်ဒီမှာရဲ့အသက်ကမှလည်းဒီနေ့ထိဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရမှာဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့အပတ်မှာဆိုဒီမှာလောကဘတ်တော်ပြင်ဆင်ရတဲ့အခါမှာစုံစမ်းနောက်ဆက်ခြင်းကပထမဦးဆုံးပြန်ခါမှာဖြစ်တယ်ပေါ့နော်အဲ့ဒီကျမ်းပိုင်းရဲ့အဖြစ်ပေါ့နော်အရင်ဖွင့်ပြချင်တယ်ပေါ့နော်ဖွင့်ပြချင်မှာပေါ့နော်နောက်တော့ဒီမှာစုတောင်းစကားအမှန်တော့မဆိုဒါစင်မြတ်ဆိုရင်လည်းဒါတည်းရောက်စီတိုင်းလို့တစ်ဖက်ကမိတာဖြစ်ချစ်တော်မူတော်မိတာလို့စဉ်းစားကိုရောစင်ဒီကောင်းရရဲ့လူနာစင်ဒီတော့ဒါဂုံချင်းစုကိုချီးရမှာလေကိုတော့ပေးတဲ့အသက်ရှင်ခြင်းတွေကဒီတရားတော့ဥတော်တော်နေမှာလေဒါတည်းလို့ဒီကိုရောစင်ခိုင်တော့တုံးဝင်ချင်းကရတော့အခွင့်ဆုတောင်းရတဲ့အခွင့်နောက်ကပတ်တော်များကိုခံယူလို့ခွင့်ရတဲ့အခွင့်ကိုပေးတဲ့အတွက်ကိုရောကျေးဇူးတင်ပါတယ်နောက်ကပတ်တော်ကိုပြောကြတဲ့သမီးရဲ့နှုတ်ဆက်ပါးတွေကိုလည်းဆိုတော့သက်ရှင်တော်ဝိညာဉ်ကိုလုံးလုံးတော်မူပါကောင်းကြီးပေးတော်မူပါနှုတ်ကပတ်တော်ကိုယေရှုနာမဖြင့်ဆုတောင်းဆက်ကအနန္တပါလေမနော်ဆုချင်းနေတဲ့အခါမှာပေါ့နော်ရေဆိုင်တွေ့ကြုံရတဲ့အရာလေးပေါ့နော်ဒီတစ်ပတ်မှာခံစားရအမှန်တော့ကျွန်မကပြန်ကြည့်ဖို့ပြတဲ့အရာကတော့ဒီစာရန် flash
ဆက်စစ်ခုနာမှာပေါ့နော်ဒီကြရရောလဲကျွန်မခဏခဏပြောပါဘယ်အိမ်မှာလဲအမျိုးသမီးတစ်ကြဘယ်အိမ်မှာလဲနှုတ်ကပတ်တော်ပေးပြီးဒီကြလေးတွေမျိုးပါလားကျွန်မရဲ့အသက်တာကိုကျွန်မပြောကြားသွားတာဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့ပေါ့နော်ကျွန်မဒီတစ်ပတ်မှာခံစားရတဲ့အရာကျွန်မနှုတ်ကပတ်တော်ပြင်ဆင်နေတဲ့အခါမှာနောက်ဆက်ချင်းဝင်လာတယ်ဆရာလုံးလုံးတာတွေ့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့နှုတ်ကပတ်တော်ပြင်ဆင်လို့စာအုပ်ညာလိုက်တဲ့အခါမှာပေါ့နော်အိမ်မနာလာလူကဘောက်ကြီးတစ်လုံးနဲ့ဖောက်ကြီးခွင့်ဖွင့်တယ်ကျဲနေပဲဒါပေမဲ့ဒါလည်းနေ့တိုင်းကျွန်မကြုံတွေ့နေရဖြစ်တာပေါ့နော်ကျန်တဲ့ခါကြမှာဖြစ်ပါလေယောဂဝတ္ထုအခန်းကြီး7နဲ့အငယ်၄ဖြစ်တာပေါ့နော်ငါဒီရားသခင်ဤကျေးဇူးတော်ကိုခံရအံ့နာဆုတောင်းပတနာပြုနေစဉ်တွင်အိမ်ကြီးချင်းကြည့်ရဲ့ကျူချင်းကိုခံရတော်ဖြစ်ပြီးအပြစ်မရှိချမှတ်တော်မူပြီးကြည့်ရဲ့ကျူချင်းကိုခံရပါလေ။ဤကျမ်းပိုက်ရဲ့အဖြစ်ပေါ်ဒါပြောချင်တယ်ဆိုတော့ကျမကဘုရားသခင်ဖွင့်ပြတယ်ပေါ့။ယုံကြည်တယ်ရောက်တိုင်းမှာပေါ့နော်ဘုရားတရားနဲ့တရားဖွင့်ပြတာမတူဘူးပေါ့နော်ကျမတို့လည်းဘုရားသခင်ဖွင့်ပြတယ်လို့ကျမပြောမယ်ပေါ့နော်ဒီတော့ကတော့ရှင်းချင်းတဲ့အခါမှာစုံစမ်းခြင်းသုံးခါလာပေါ့နော်အဲ့ဒီမှာအိမ်မင်းသားကလူကအဲ့ဒီမျိုးကျမကိုတောက်ပုံစားပေါ့နော်အဲ့ဒီဘောက်ကြီးဖွင့်ပြီးတော့ကျမကိုလွတ်တဲ့အခါနှုတ်ကပတ်တော်ကျမရှင်းချင်းကိုထောက်အောင်ရှိတော့ဘူးပေါ့နော်ဒါမှလည်းသူကအိမ်ထဲမှာဖွင့်လို့ရပါတယ်သူတကယ်ဖွင့်လို့ရပါတယ်ဒါပေမဲ့တကယ်ကိုဘောနော်နောက်ဆက်တာနော်ဒါအတွက်ကိုလည်းပေါ့နော်ဘုရားကလည်းကျမဆုတောင်းတယ်ကျမနှုတ်ကပတ်တော်ပြင်ဆင်နေတဲ့အချိန်နောက်ဆက်နေတဲ့ဆန္ဒကြုံနဲ့ဆိုရင်ယေရှုနာမနဲ့ဘုရားကပြေချပေးပါဒီအခုသူဖွင့်နေတဲ့အရာတွေကိုအမြန်ဆုံးပြရတဲ့အခွင့်ကိုပြင်ဆင်ပေးပါလို့ကျမအဲ့လိုဆုတောင်းတဲ့အခါမှာပေါ့နော်နိုင်ဝက်တော့အကြံလေးမှာပေါ့နော်ဒီဘုန်းကြီးကိုကြီးကပိတ်သွားတယ်နော်ဒါကိုလည်းဘုရားရှင်ကိုကျေးဇူးတော်တင်ရပါတော့အဲ့ဒါဘုရားရဲ့အတည်ပဲပေါ့နော်နောက်တစ်ခုပြောချင်တာကတော့ပေါ့နော်ကျမအဲ့ဒီလိုလောကမှာဆင်ခြင်နေတဲ့အခါမှာလေပေါ့နော်မိလေးကဘယ်အပြင်မှာပတ်သက်လဲမသိဘူးပေါ့နော်ကျမလည်းသူတို့မနက်မိုးလင်းကြရင်ကျမတယောက်ဖြစ်တယ်အလုပ်ကို9မျိုးလုပ်နေရတဲ့အခါမှာသူတို့ကျမမကြည့်ရှုနိုင်နော်ကြည့်ရှုရမယ့်အရွယ်လည်းမဟုတ်ဘူးလုပ်တိုက်ရမယ့်အရွယ်လည်းမဟုတ်ဘူးပေါ့နော်သူဘယ်အပြင်မှာပတ်သက်ပြီးပြုတ်ကြတဲ့အခါမှာသူမျက်စိမှာဝေးနေတယ်ဘယ်နေရာထိတော့ထိတယ်သူပြန်လာတယ်အမိုးရဲ့အဖွားရဲ့သူမို့လို့ပြန်လာကျမမှာကြောက်လန့်လို့ကျမလည်းအိမ်နောက်ဘေးမှာလူတယောက်ကိုအလုပ်9မျိုးလုပ်နေရတဲ့အိမ်မှာပေါ့နော်ကျမမှာတယောက်တည်းပဲနေတဲ့အခါမှာအလုပ်9မျိုးရှိလုပ်နေရတဲ့အခါမှာသူတို့လက်မကြည့်အောင်ပေါ့နော်သူပြန်လာတဲ့အခါမှာသူမို့လို့ပြန်လာတယ်ကြည့်တဲ့အခါမှာမျက်လုံးနားမှာပေါ့နော်သွေးတွေတပုံကြီးပဲအဲ့ဒါနဲ့တနည်းအားနဲ့မှဖြစ်သွားတယ်နော်အင်္ဂါနေ့မနေ့လိုကြတော့ကျမဆုတောင်းပေးတယ်ဒါပေမဲ့ပေါ့နော်ခမင်းလူတွေနဲ့လည်းကျမထိုးပေးတယ်ဘုရားသခင်လက်တော်နဲ့သက်သာစေပါနော်ဒါလူတွေရဲ့မျက်နှာမှာဘယ်လိုပြောမလဲအရန်ရောင်ရမ်းခြင်းမရှိပဲနော်ပေါ့နော်ဘုရားသခင်ရဲ့လက်တော်နဲ့သက်သာစေပါဆုတောင်းလို့ပေါ့နော်သူ့ကိုခမင်းလူတွေထိုးပေးတယ်ဆရာကိုလည်းနေပေးတယ်ပေါ့နော်အမျိုးမျိုးပေါ့နော်လုပ်ပြီးတော့ခါမျက်နှာရအရန်ကင်းလာပြီးလာတဲ့ခါသူ့ရဲ့လုံးထဲအနှလုံးကစာလို့မခွင့်အဲ့နဲ့ဘုရားလေးမှာအမျိုးသမီးကလည်းတွားရမယ်ပေါ့နော်ဆရာမလူရှင်ကမမဒီရောက်လာပြီအချိန်ကတော်တော်လေးနေနေပြီပေါ့နော်အခါတိုင်းဆိုရင်ကပထမရောက်လာပြီပေါ့နော်အဲ့လိုမျိုးကျွန်မတို့ဖောက်ဆက်တဲ့အခါမှာကျွန်မဘာပြောလဲလူတွေကြောက်ကြလို့ကျွန်မမလာနိုင်တော့ဘူးပေါ့နော်ကျွန်မတစ်ခါမှဒီလိုဖရားနဲ့ဒီလိုမျိုးပေါ့နော်မေတ္တာရဖွဲ့ချင်းတွေဝတ်ပြုချင်းမှာတစ်ခါမှကျွန်မအဲ့ဒီလိုတက်ဖွဲ့ခဲ့ချင်းမရှိဘူးပေါ့နော်ဒီတစ်ခါမှကျွန်မဒီလိုလုပ်မှတော့ရှိချင်နေတယ်မှာဒီလိုဖြစ်သွားတဲ့အခါမှာပေါ့နော်နောက်ဆက်ချင်းတွေကြုံတွေ့ရတဲ့အခါမှာဖ
ဖယားရဲ့ဟိုပြောမယ်စိတ်ပြည့်ခြင်းကိုဆံနေရတယ်နော်ဒလဘလို့ကျမလည်းကတော့တိတ်တော့ပြောတတ်ဘူးနော်ဟိုနောက်တစ်ခါကျတော့သုံးခါတီးတီးတော့နော်အဲ့ဒီနေ့တစ်နေ့တည်းမှလည်းသုံးခါကြုံတွေ့ရနော်ကျမအနာပြေးမှာရင်ခတ်တဲ့ခါမှလည်းပေါ့အခါတိုင်းရင်ခတ်နေအမြဲတမ်းလို့ရေကမှရေကချက်ကိုခတ်ထဲလို့ရှိရေကလည်းကခဏလေးပြည့်သွားအဲ့ဒီနေ့မှာဆရာမနာကဘယ်လောက်ထိအလုံးလုံးရေတော့ခါတဲ့ခါမှာရေဘုံမှာရေကဒီတိုင်းပဲကြည့်တစ်စက်မှအောက်ကိုမရှိတစ်ခေါက်သက်ကြည့်တယ်ဒီတိုင်းရေကလည်းမှရေကမလားနေရလည်းပူတယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲဘုရားသခင်လည်းဟိုဒီအရာအတွက်ဘုရားသခင်နဲ့ဒီမှာအနန္တဘုရားသခင်အကောင်းဆုံးရည်စည်ပေးပါလက်ပေးပါရေမရှိလို့ရှိရင်သမီးအတွက်ဆွဲမနိုင်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီရေကိုပေါ့နော်ဘာဖြစ်နေလဲဆိုတော့ကိုယ်တော့သိတယ်သမီးမသိဘူးပေါ့နော်အဲ့ဒါအကျဉ်းပေါ့နော်ကျွန်မပိုက်ထုတ်လိုက်ကျွန်မစိတ်ကြီးပြက်ဒီတစ်ပတ်မှာအမျိုးကြုံတွေ့ရတယ်ပေါ့နော်အတိုက်ခံနေလဲကြုံတွေ့ရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီအရာကိုအောင်မြင်အောင်ကြော်လာပေးနိုင်တာဘုရားတပါးပဲရှိရပါတော့အဲ့ဒါနဲ့ကျွန်မဒီလိုပဲနေပူတယ်ပေါ့နော်နေပူတာလည်းမခံနိုင်တော့ရေလည်းမလာတော့ကျွန်မစိတ်ပြက်တဲ့ခါမှာအဲ့ဒါတရားရောက်လာကျွန်မလည်းဟိုအဲ့ဒီမျိုးမအောင်လာတဲ့အချိန်မှာပေါ့နော်သူကလည်းကျွန်မကိုပြောတယ်ဆိုတော့မမလည်းဒီလိုရက်ခါဆော့လာတယ်ကျွန်မကလာတယ်မသိဘူးလို့ကျွန်မတော့ရက်ခါမသွားထုတ်ရသေးဘူးပေါ့နော်ငါတို့ကတော့တဲ့3ယောက်ကတဲ့တယောက်ကို90ပဲရတယ်နေရာကျော်ပဲရတယ်နေတို့လည်း3ယောက်ကဘယ်လောက်ရမသိဘူးပေါ့နော်ကျွန်မမထုတ်ရသေးဘူးဒီမှာပေါ့နော်ဒီနေ့ကကျွန်မစိတ်ကြီးတဲ့နေ့ပဲပေါ့နော်ဘာပဲလဲဖြစ်လဲဆိုတော့အိမ်မှာပြဿနာတွေတစ်ခုဖြစ်နေတာပေါ့နော်အဲ့ဒါကဘာပြောလဲဆိုတော့ငါဘာဆုတောင်းပေးရမယ်ပေါ့နော်အဲ့ဒါလည်းပြောတဲ့ခါမှာပေါ့နော်ဒီကျွန်မကိုဆုတောင်းပေးတဲ့ခါမှာပေါ့နော်ကျွန်မခဏလေးနေကြတော့ပေါ့နော်ဘုရားသခင်ကဆုတောင်းနေတဲ့ခါမှာဘုရားသခင်ကကျွန်မရဲ့အုံနောက်ထဲမှာပေါ့နော်ဟိုညံပေးအဲ့ဒါကျွန်မလည်းဟိုပေါ့နော်ဘုရားသခင်ညံပေးတဲ့အတိုင်းပဲကျွန်မအနောက်ဘက်ကိုသွားတယ်နောက်ဘက်ကိုသွားတယ်မှာဒီကြီးမရမချင်းတော့မဖြစ်ဘူးပေါ့နော်အဲ့ဒါမျိုးဟိုဘုရားသခင်ညံပေးတဲ့အတိုင်းကျွန်မရေလောင်းထဲတဲ့ခါမှာပေါ့နော်နိုင်ပွဲတော့အကြမှာပေါ့နော်ကောင်းမွန်နဲ့ရေပိုက်ကသူ့အနေနဲ့သူရေပေါ့နော်ဟိုပြန်လဲပြီးတော့ရလာတာကိုတွေ့ရမှာပေါ့နော်ဒါကိုလည်းကျေးဇူးတော်ချီးမွမ်းပါတယ်ဒီမရဲ့အသက်တာမှာလည်းပေါ့နော်ဘုရားသခင်ကအများကြီးကျေးဇူးပြုထားတဲ့အရာတွေအများကြီးရှိပါတယ်တခါတလေကျွန်မတို့စီမှာပေါ့နော်မိသားစုမှာဟိုတာသမီးတွေမရှိဘူးခင်ဗျားတွေမရှိတဲ့အခါမှာဘုရားသခင်ကအကောင်းဆုံးကျွန်မတို့ကိုကူညီထောက်ပံ့ပေးတယ်ဘောနော်ကြမ်းမာတဲ့ခါမှာလည်းလဲတဲ့ခါမှာလည်းထူမပေးတယ်ဘောနော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်ကျွန်မတွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေအများကြီးကိုလည်းဘောနော်ဘုရားသခင်ကအောင်မြင်စွာနဲ့ကျော်လွှားပေးတယ်ဆိုတဲ့အရာလေးကိုဘောနော်နှုတ်ကပတ်တော်အားဖြင့်ပေါ့နော်ဒီကျမ်းပိုက်လေးအားဖြင့်ထုံအားရတဲ့အရာလေးနဲ့ပေါ့နော်အနေနဲ့တက်တည်ခံရပါလေ။ကျမ်းစာကိုရောက်ရှိတိုင်းပေါ်မှာဘုရားခင်ကောင်းကြီးပေးပါစေ။ အာမင်